ဒါကတော့ကဘာပေါ်မှာအန္တရာယ်ရှိဆုံးအလုပ်ထဲကတစ်ခုပါပဲအလုပ်သမားတွေဟာရေထဲကမွေနဲ့ပင့်ကူတွေရဲ့အန္တရာယ်ပြုခြင်းကိုနေ့စဉ်နဲ့အမျှခံရနိုင်ပါတယ်ဒီအလုပ်မှာတထေးဟာတစ်လကိုဒေါ်လာ9000လောက်အထိဝင်ငွေရရှိပါတယ်နှစ်စဉ်ရေကြပင်တွေခူးဖို့အချိန်ကြာရောက်လာတာနဲ့အလုပ်သမားတွေဟာအကာအကွယ်ဝတ်စုံတွေဝတ်ဆင်ကအန္တရာယ်ရှိတဲ့အကောင်တွေပြည့်နှက်နေတဲ့ကန်ထဲကိုဆင်းကြရပါတယ်ရှုံကန်ထဲကရေကြပင်တွေကိုဂရုတစိုက်ဆွဲယူရပါတယ်။ဘာလို့လဲဆိုတော့ရေကြပင်တွေရဲ့ပင်စီတွေဟာအရန်ကျိုးပဲလွယ်လို့ပဲဖြစ်ပါတယ်။တစ်ချက်မှလိုက်တာနဲ့ပင်စီဟာကျိုးပဲသွားကတံပိုးလဲကျဆင်းသွားပါတယ်။ဒါကြောင့်သူတို့ဟာရေအောက်မှာအန္တရာယ်တွေကအသင်းဆောင်နေတော့လဲအလုတ်ကိုပဲမဲကတိတိကျကျအတိမ်းအဆောက်မရှိဆောင်ရွက်ရပါတယ်။ခုဆွတ်ပြီးတဲ့ရေကြပင်စီတွေကိုအလုတ်သမားတွေဟာတန့်စင်ကန်ထဲမှာတမြင့်ချင်းစီစေးကြောတန့်စင်ပေးရပါတယ်။သူတို့ဟာရေထဲမှာနာရီပေါင်းများစွာစိတ်နေကြရပါတယ်။သူတို့ရဲ့လက်တွေဟာရေနူးပြီးထုံကျင်နေကြပါတယ်။ဒါကတော့ဒီအလုပ်ရဲ့အစိတ်ပိုင်းပဲဖြစ်ပါတယ်။ရေစေးကြောတန့်စင်ပြီးတဲ့အခါရေကြပင်တွေကိုအမျိုးအစားခွဲကအလေးချိန်အတိအကျချိန်ပေးရပါတယ်။ရေကြနှင်းပန်းပင်ဟာတကယ်တော့ကျန်းမာရေးအတွက်အထူးသင့်တော်တဲ့အသီးရွက်တစ်မျိုးဖြစ်ပါတယ်။သူဟာအာဟာရဓာတ်တွေပြည့်ဝနေပြီးတော့နူးညံ့လာတဲ့မြင့်နဲ့လက်ဆက်တဲ့ကညွတ်ကြားကတန့်စင်တဲ့ရေပေါ်အပင်အနက်အရသာကိုခန်းစားရရှိစေတဲ့အံ့ဩဖွယ်ရာတစ်ပါးပဲဖြစ်ပါတယ်။သူ့ကိုအမျိုးမျိုးသောနီလန်းတွေနဲ့ချက်ပြုတ်စားသုံးနိုင်ပါတယ်။ကြက်ဥနဲ့ကြောချက်စားမယ်ဆိုရင်တော့ကြာပင်ရဲ့အနက်အရသာဟာကြက်ဥထဲစိမ့်ဝင်သွားပြီးအပြင်ကရွှေရောင်တန်းကျွရွနေပြီးတော့အတွင်းကအရည်ရွှမ်းကကြကြဝါရပါတယ်။တစ်ခါစားကြည့်လိုက်တာနဲ့လူတွေဟာအန္တရာယ်ကြားကသူ့ကိုဘာကြောင့်မတ်မောနေကြလဲဆိုတာသင်နားလည်သွားမှာပါ။